အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်မိသားစုတွေဒီနေ့မှာတော့မော်ဘီမြို့နယ်မှာရှိတဲ့ဆရာကြီးဟိတ်တင်းဆိုရဲ့အယူတော်မင်္ဂလာခြံကြီးစီကိုတွားရောက်ခဲ့တဲ့ vlog လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီ view လေးကိုစုံအောင်ကြည့်ရှုသွားဖို့မမေ့ပါနဲ့နော်ဆရာကြီးရဲ့အယူတော်မင်္ဂလာခြံကြီးစီကိုတော့အခုပဲရောက်ပါပြီခင်ဗျာအခုမြင်တွေ့နေရတာကတော့ဆရာကြီးဟိန်းတင်းစော်ရဲ့စိုင်းဘုတ်ဖြစ်ပါတယ်ခင်ဗျာဆရာကြီးရဲ့ခြံကြီးကတော့တော်တော်ကြီးကိုကျယ်ဝန်းပါတယ်ဘေးမှာလည်းတစ်ပင်အများကြီးစိုက်ပျိုးထားတဲ့အတွက်တော်တော်ကြီးကိုအေးချမ်းပါတယ်ခင်ဗျာအဘဆရာမင်းတင်ခါရဲ့ရှုပ်ထုကြီးကိုလည်းအခုလိုမြင်တွေ့ရမှာဖြစ်ပါတယ်နေရာလေးကတော့နဝင်းရဲတွေရာအရောက်ခြေမဲ့သူများအမီစရင်လာရောက်ပေးသွင်းရမယ်နေရာဖြစ်ပါတယ်အမီစရင်ပေးသွင်းပြီးရင်တော့ဒီမှာရှိတဲ့ဆရာဆရာမတွေကအဖြူရောင်ဆက်လွယ်ကျိုးလေးကိုပေးပါတယ်ညားလဲတော့ရတယ်နေနဲ့ခွဲထုတ်ရတာတနင်္လာဆိုအင်္ဂါဆိုဒါကတော့လုံမဏီခမ်းမကြီးဖြစ်ပါတယ်ခင်ဗျာမနေ့အစောကြီးထားလာရတဲ့အတွက်ဘာမှမစားရတဲ့အတွက်ကြာစံကြော်တွေအပီဆွဲနေကြပါတယ်ခင်ဗျာဒီဆိုင်လေးကတော့ဘေးရဲတရားနဲ့ပတ်သက်တဲ့ပစ္စည်းတွေရောင်းချတဲ့ဆိုင်လေးဖြစ်ပါတယ်မွေးနိုင်ဖျောင်းနိုင်တွေဘေးရဲတရားနဲ့ပတ်သက်တဲ့ပစ္စည်းတွေဒီဆိုင်လေးမှာဝယ်လို့ရပါတယ်ခင်ဗျာမကြခင်မှာနဝဲရဲတရားခြေရတော့မှဖြစ်တဲ့အတွက်ကျွန်တော်ခမကြီးမှာနေရာယူနေကြတာဖြစ်ပါတယ်မိမိရဲ့နေ့နဲ့လိုက်ပေါ့နော်နေရာယူရမှာဖြစ်ပါတယ်သတင်းနာသားသမီးတွေအဲ့လိုပေါ့နော်အတန်းလိုက်စီပြီးတော့ကျွန်တော်တို့တန်းစီပြီးတော့နေရာယူရမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီလိုစီးပြနေတာပြီးဆိုမှဒီချိုင်းမှာကျွန်တော်တို့စေကြီးထမင်းကျွေးပါတယ်ဒီလေကြီးနဲ့အတူကျွန်တော်တို့တင်ဆောင်ပြီးတော့အသေးကြီးထမင်းကျွေးမှာဖြစ်ပါတယ်ဒါရဲ့ channel မှာမှတ်သားစရာစာတွေအများကြီးရေးသားထားတော့ကိုလည်းတွေ့ရပါတယ်ခင်ဗျာလူတွေပြန်လဲခေါ်ယူထားတယ်အဲ့တော့ညာနဲ့မိမိတို့ရဲ့ကန်ဆာတော်တွေမြင့်တက်စေဖို့ကံရဲ့အထောက်ပံ့ကောင်းတွေရရှိစေဖို့အတွက်နဝင်းရင်းရချင်းရောက်ရှိလာတဲ့အဲ့တော့ကတော့လုံမဏီရဲ့ခမ်းမတော်လေးရှိပါဒါကတော့ဆရာကြီးရဲ့မင်္ဂလာကံဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီအပေါ်ကိုတက်ပြီးတော့တွားကြည့်ပါမယ်ခုရောက်ရှိနေတာကတော့အမားတော်ညာနန်းနဲ့ပေါ့နော်တိုင်နန်းရောက်ရှိနေတာဖြစ်ပါတယ်ဆရာကြီးရဲ့
ဒီယူရိုမင်္ဂလာခြံကြီးကတော့တကယ်ကိုကျယ်ဝန်းပါတယ်ဒီအပေါ်မှာတစ်ပင်ပန်းပင်တွေဝေစာနေပြီးတော့နေရာအများအပြားမှာနေရာတစ်ခုလုံးမှာစိတ်လန့်အေးချမ်းတဲ့ခံစားမှုကိုဖြစ်စေတဲ့ vibe ကိုရရှိစေပါတယ်တော်တော်ကြီးကိုအေးချမ်းပါတယ်ခင်ဗျာဘေးရင်ဝါသနာပါတဲ့လူတွေဘေးရင်ဆရာဖြစ်တဲ့နဲ့လည်းဒီ channel ကြီးမှာဆရာကြီးဖွင့်ထားပါတယ်ဆရာကြီးရဲ့ TikTok channel မှာတွားရောက်ပြီးတော့မေးမြန်းစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာနည်းနည်းရက်ရက်ကဘေးရင်ဝါသနာပါတဲ့သူတွေနောက်တစ်ခုကျွန်တော်တို့မိမိရဲ့လုပ်ငန်းဆိုင်ရာကိစ္စရပ်ဝဝတွေအတွက်ဒီမှာလာရောက်ပြီးတော့ရေရချီတဲ့သူတွေအများကြီးတွေ့ရပါတယ်အေရီယာချင်းအဲ့လိုများကကိုစားတက်ပုံလေးကိုတပါးတဲ့ဒီဆောင်လေးကိုဖြစ်ပါတယ်မိမိတို့ရဲ့ခံွက်ထဲမှာထည့်ထားတဲ့ပန်းတွေကိုတော့မိမိတို့ရဲ့ညာဘက်လက်နဲ့တိုင်ဆောင်လိုက်ပုံလေးဖြစ်ပါတယ်ပန်းတွေကိုပူပြီးမတိုင်ပါနဲ့မကြခင်မှာနဝရည်တင်ရခြေရတော့မှာဖြစ်ပါတယ်ခင်ဗျာအေးလေးတွေကထားခဲ့ပါနော်ဒီနေရာဝဲပြီးဝင်ပြန်လာမှာပါအေးလေးတွေထားခဲ့လို့ဒီရရှိရဲ့ဆရာဆမားတွေပြင်ဆင်ပေးထားတဲ့နဝင်းရေတရာအစီအရင်ဖြစ်ပါတယ်အောင်မြင်ခြင်းတဲ့အိမ်မက်တွေဖြစ်ခြင်းတဲ့ဆန္ဒတွေဘဝမှာကံကောင်းခြင်းတွေအများကြီးရရှိပါစေလို့ဆုတောင်းနေကြတာလည်းဖြစ်ပါတယ်ခင်ဗျာနဝင်းရေတရာဆိုတာကအဓိကအားဖြင့်မိမိမှာညံ့နေတဲ့ကံတွေတောကတွေဒုက္ခတွေအညံ့နေကင်းဝင်းအောင်နဝင်းခံပြီးတော့ကံကိုမြင့်ရတဲ့ရေတရာအစီအမျိုးအစားဖြစ်ပါတယ်အခုအစီအစဉ်လေးကတော့ထမင်းကျွေးမဲ့အစီအစဉ်ဖြစ်ပါတယ်ထမင်းကတော့ဆရာကြီးကလုံးဝအခမဲ့ကျွေးပါတယ်လှေကြီးထမင်းလို့ခေါ်ပါတယ်ခင်ဗျာသမင်းကျွေးနေကြဆရာကြီးကျမတွေလည်းကြောင်းနဲ့ဆရာကြီးကျမတွေအားကုန်းကြောင်းနဲ့လောလောပြီးတော့9ရက်သားသမီးတွေရဲ့အကျိုးဆောင်ရွက်နိုင်ပါလေဥတွေကနှေးနေပဲကြားနေပဲဆိုရင်9ရက်သားသမီးကိုဘယ်လိုကူညီနိုင်ပါလဲအဲ့တော့ငါတို့က9ရက်သားသမီးတွေကိုကူညီမယ်ကြည့်တယ်မယ်တာတိတ်တန်ချထားတဲ့ဗီရင်ဆရာကျမတွေမနှင်းနဲ့မကြိုက်နေကကြီးဝိဇ္ဇာဝါပြောတဲ့လေဒီသမင်းလေဒီစတင်ကျွေးမွေးကြမှာနည်းနည်းပြီလားကဲဘာသာမင်းကကြီးဝိဇ္ဇာဝါပြောတဲ့လေဒီသမင်းလေဒီစတင်ကျွေးမွေးကြမှာခင်ဗျာကြားတယ်တော်တော်ကြားနေပြီနော်လက်ကိုဆက်တက်တာလို့တဲ့ပါသမီးတဲ့ကြားတယ်ကျမလေးလက်ကိုဆက်တက်တာလို့တဲ့ပါကြားနေပြီတော်တော်ကြားနေပြီအလိုက်ကြားနေလို့တော့ကိုကြီးကတမန်တော့ပါသွားလိမ့်မယ်မြန်လုံးမယ်မင်းကတော့တော်တော်စားလို့ကောင်းပါလေနံပါတ်ကတော့ဆွဲလိုက်ပါလေသမင်းစားပြီးတော့ကျွန်တော်တို့လက်ဖေးရည်လေးတိုက်ပါတယ်ခင်ဗျာပြီးတော့ရေနွေးအေးလေးတိုက်ပါတယ်ဒီလိုမျိုးချမ်းနေတော့ရေနွေးချမ်းအေးလေးစီတင်ထားပါတယ်ရေနွေးချမ်းကိုအေးခံအေးတော်ပြီးတော့မှဒီကဲတော့
နှလုံးလှလေးဖြစ်တဲ့ဗီဒီဆရာဆရာမတွေလည်းဖြစ်ပါတယ်ယူတော်မင်္ဂလာချမ်းဤခုနှစ်ရက်သားကိုယူနီမဲဆောင်ရွက်မဲ့ဒေသတွေမှာကျွန်တော်တို့ချင်းနေပေါ်ရတာလေကောင်းလားဘယ်လိုနေလဲဆူယုံရောက်ကြည့်တာဘယ်လိုနေလဲလို့ဆရာမတွေပဲဖြစ်ပါတယ်ဘယ်လိုနေလဲခါလားချိုးလားအဆုံးတိတ िश အားပေးတဲ့သူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာလောကခက်ခဲတွေကြားမှာအောင်မြင်မှုတွေနဲ့အတူမှန်ကန်တဲ့လမ်းကိုရွေးချယ်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်